အခုလေကားတွေကိုခိုးတဲ့ဖောက်ပြီးတော့မှခိုးတဲ့တခိုးတွေရန်ကုန်မှာအရန်ပေါ်တယ်ပေါ့နော်ဒါဆိုရင်ဒီကားဆိုရင်ပေါ့နော်မင်းတို့အပေါ်ဓာတ်ကနေဆိုင်ရှိမှရက်ထားတဲ့ကားပေါ့နော်အမှတခိုးတွေ့လားကောင်းလေးကလေးလေးတွေပဲရှိသေးတယ်ကားကိုလေဖွင့်တာသူတို့တော့နဲ့သူတို့ဖွင့်ပြီးတော့မှအဲ့ဒီထဲမှာပေါ့နော်ထားတဲ့ပစ္စည်းတွေအကုန်လုံးယူသွားတာပစ္စည်းတွေဆိုမှွေတာပေါ့နော်ကားထဲမှာသူတို့ယူလို့ရတယ်သူတို့တော့အသုံးတဲလို့ရတဲ့ပစ္စည်းတွေအကုန်လုံးကိုဝင်ပြီးတော့မှခိုးကြတာပေါ့နော်တချို့ဆိုလို့ရှိရင်တချို့တခိုးတွေဆိုရင်ဘယ်လောက်တိဆိုလဲဆိုမင်းတို့လမ်းမတော်ဆိုင်ဘက်မှာဆိုရင်အဲ့ဒီကားတစ်စီးဆိုရင်လေသူကလေအထဲကိုသူတို့တောက်ဖွင့်လို့မရဘူးအဲ့မှန်တွေကိုခွဲပြီးတော့မှကားထဲမှာဝင်မှွေပြီးတော့မှဒီပစ္စည်းတွေပေါ့နော်သူတို့ရကျင်တဲ့ပစ္စည်းအကုန်လုံးယူသွားတာဒီဟာကလေဒီတခိုးကမင်းလွန်ခဲ့တဲ့3လလောက်ကမင်းတို့ဆိုင်ကိုဖောက်ပြီးတော့မင်းတို့ဆိုင်မဟုတ်ဘူးနော်မင်းတို့နေတဲ့ဘက်ကိုဖောက်ပြီးတော့မှတခါခိုးခဲ့ဘူးတဲ့တခိုးတွေပေါ့နော်ဒါကလေမင်းတို့က CCTV အစကိုကြည့်လိုက်တဲ့အခါကျတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ2ယောက်ထဲလို့ထင်တာပေါ့နော်မဟုတ်ဘူးဗျာအဖွဲ့လိုက်ပေါ့နော်6ယောက်လောက်ရှိတယ်ဒီအဖွဲ့ကလေစမ်းချောင်းမှာပတ်ခိုးနေတာသိလားစမ်းချောင်းကကားပိုင်ရှင်နေဆိုရင်တော့တတိထားကြပါလို့ပြောချင်ပါတယ်ကျမတို့ဒီလိုဟောမယ်ဒီဘက်စမ်းချောင်းမှာခိုးပြီးသွားရင်တို့တော့ခွင်တဲ့သွားပြီဆိုမေးလောက်ပြီဆိုလို့ရှိရင်ပြန်ပေါ်လာတယ်အဲ့လိုမျိုးပေါ့နော်ပထမတစ်ခါမင်းတို့ဆိုင်ကိုလေဖောက်ခိုးတော့ဆိုရင်အထက်မှာဘာတွေပါသွားလဲဆိုရင်မင်းမင်းတို့ရဲ့ဒီဆိုင်မှာရောင်းတဲ့ပစ္စည်းတွေစောင်တွေပြီးသွားပြီဆိုရင်ကွန်ပျူတာတွေ laptop တွေအကုန်လုံးခိုးသွားတာပေါ့နော်အိမ်ကိုဖောက်ပြီးတော့တော့ဖြတ်ပြီးတော့မှခိုးသွားတာတို့ကတော်ရဲတင်းနေတည်လားအဲ့အဖွဲ့ကလေလူတွေကမိန်းမကြီးလည်းပါတယ်ကလေးလေးကြီးလည်းပါတယ်တို့အဖွဲ့ရပေါ့နော်အမကြီးအခန့်ဒီကားထဲမှာဆိုလို့ရှိရင်တို့အမမှွေနေရအမကလေးလေးရတယ်ဒီဘက်ကနေ CCTV အောက်ကနေငုတ်ထွက်သွားတယ်ကိုလုံးကြီးကျော်လေးနဲ့တည်လားကလေးလေးတွေဆန်းချောင်းမှာကြက်စားနေတာမင်းတို့လေအရင်တော့မင်းတို့အိမ်ကိုဖောက်ပြီးတော့ခိုးတော့ကတော့အဲ့တို့အဖွဲ့ပဲဒါဟို CCTV မှာမျက်ဝါးထင်နေမမြင်လိုက်ဘူးပေါ့နော်တိတ်ပြီးတော့မှမပေါ်လွင်တော့ဟွာမြေအခုဒီအကိုဆိုရင်လည်းသူရဲစခန်းမှာအမှုဖွင့်နေတယ်ထင်တယ်သူကားကိုလုံးဝဒီ CCTV လည်းမကြောက်ဘူးနော်အဲ့တကိုတွေအဲ့ဒီ CCTV ဆိုရင်ဒါမင်းတို့ဆိုင်ရှိရနေပြီးတော့မှလမ်းမကိုဒဲထိုးထားတာပေါ့နော်ဒီဘက်ကအဖြူရောင်အလင်းတန်းလေးကြီးကြတော့မင်းတို့ slide ထိုးထားတဲ့ခါကျတော့အလင်းလေးတွေက CCTV မှာသွားဟန်နေတဲ့ခါကျတော့ဟိုကမဖြစ်ဘူးဒါပေမဲ့တို့ရုပ်တွေကိုအနီးကပ်ဆွဲကြည့်ရင်တော့အကုန်လုံးပေါ်တယ်ဒီလားဒီတခိုးတွေကတော်ဆိုးတာစမ်းကြောင်းပါလေကာအခုဆိုရင်အဲ့ဒီတော့အိမ်တွေကိုမင်းတို့ဆိုင်ငန်းကိုဖွင့်ခေါ်တော့ဆိုရင်လေတော့နှစ်ခုလုံးကိုကတ်တာနဲ့ညှက်ပြီးတော့မှအတွင်းထဲမှာရှိရဲ့လေပစ္စည်းတွေတော်ပါသွားမင်းဆိုအဲ့တော့30ဘူးလောက်ပါသွားတယ်ကွန်ပျူတာလက်တော့တွေစောင်းတွေနောက်ပြီးအများကြီးပဲစောင်းပေါက်တွေအကုန်လုံးခိုးသွားတာပေါ့နော်အဲ့အဖွဲ့ကအခုဆိုလဲဒါမင်းတို့ကြည့်နေတဲ့ဟာအထဲထဲမှာက2ယောက်လောက်ပဲလို့ထင်တာပေါ့နော်အမှန်တော့မဟုတ်ခဏဗီဒီယိုဆုံးခံနေလာကြောင်နောက်ထပ်အဖွဲ့လေ9ယောက်လောက်လာတယ်အဲ့ဒီအဖွဲ့ကိုအခုဒီမြင်တဲ့သူတွေပေါ့နော်စမ်းချောင်းမှာနေတဲ့သူတွေတော်များများမှတ်မိမယ်ထင်တယ်အဲ့ဒီအဖွဲ့ကလေတော်ဟိုဟာဖြစ်နေတာမိန်းမကြီးလည်းပါတယ်သိလားသူတို့ကဟိုမသိမနှက်ခင်းအစောကြီးထပြီးလမ်းလျှောက်တဲ့ပုံစံမျိုးနဲ့လောက်ကြတာသိလားကိုရီကတော့စချင်းဗီဒီယိုဖိုင်ကြည့်လိုက်တဲ့ခါ2ယောက်လောက်ပဲထင်တာပေါ့နော်အမှန်တော့မဟုတ်ဘူး2ယောက်မကောက်အားလုံးပေါင်းဆိုလို့ရှိရင်အဖွဲ့က6ယောက်လောက်ရှိရယ်သူတို့အဖွဲ့ကလေမနှက်ခင်းလူအိမ်မောကြတဲ့အချိန်ပေါ့နော်အဲ့3နာရီနဲ့9နာရီချာမှာသူတို့ကတော်လေးလှုပ်ရှားတာမင်းဆိုရင်ဆိုင်ရှိကိုအရင်တော့ကတော့လေမီးတွေပိတ်တယ်မှောင်ရိပ်လူမှောင်ရိပ်ခိုးပြီးတော့မှဒီမဟုတ်တာလုံးမှာဆိုလို့ဆိုတော့များအဲ့အခုနောက်ပိုင်းဆိုရင် slide တွေမီးတွေဆိုရင်ရှေ့မှာရင်ကိုလေ slide တွေထိုးထားတာ4လုံးလောက်ရှိရယ်လမ်းကိုလုံးဝလင်းထိန်နေရပဲဒါဆိုရင် CCTV လည်းရှိရယ် CCTV တို့ဒါမင်းတို့အိမ်ဘက်ကနေထိုးတဲ့ဆိုင်ဘက်ကနေထိုးတဲ့ CCTV ပေါ့နော်ဟိုဘက်ဘယ်ဘက်ကနေပြီးတော့မှထိုးတဲ့ CCTV record လည်းရှိရယ်ပေါ့နော်နှစ်ခုပြိုင်ပြီးတော့မှမင်းတို့က CCTV ကိုထိုးထားတာဒါဆိုရင်အပေါ်တကအကိုရဲ့တက်စီအကိုရဲ့ကားပေါ့နော်သူအထဲမှာဆိုရင်တော်လေးပစ္စည်းတွေကိုသူမှွေနေတာတော်နဲ့မပြီးအဲ့တခုကလေအထဲမှာမှွေပြီးတော့မှရှိသမျှဟာကိုသူစိတ်တိုင်းကြယူသွားတာပေါ့နော်ကိုရီးယားတော့ဗီဒီယိုဖိုင်လေးစကြည့်တော့ကတော့2ယောက်ထဲပေါ့ခလေးလေး2ယောက်ထဲထင်တာမဟုတ်ဘူးဗျာဗီဒီယိုဖိုင်ဆုံးကန်နေကြရင်အမှနောက်ထပ်အဖွဲ့ရောက်လာလိမ့်မယ်4ယောက်မဟုတ်6ယောက်လောက်ရှိရယ်စမ်းချောင်းမှာဆိုရင်တော့တော်များများအဲ့ဒီအဖွဲ့ကိုတိလိမ့်မယ်သိလားဒီတော်များလေအဲ့ဒီပတ်ဝန်းကျင်မှာပဲသူတို့ကလှည့်စားနေတာအကုန်လုံးလေတက်ဆိုင်ရာလူကြီးမင်းတွေလည်းဒီအဖွဲ့ကိုနှိမ်နှင်းပေးဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့လေတော်များပါပြီးသွားပြီကျမတို့ဆိုရင်လည်းလုံးဝပါတာအဲ့တော့ကတော့လက်ပူးလက်ချက်က CCTV မှာသူတို့ဆိုတာတော့သိရဒါပေမဲ့မျက်ဝါးထင်နေမမြင်ရဘူးပေါ့နော်ဒီမှာဆိုရင်ဒါမနေ့က28ရက်နေ့8လပိုင်း28ရက်နေ့မနက်ပိုင်းကမနက်ခင်း2:53မှာအဲ့တို့ကလာပြီးတွေ့တာအဲ့ဒီအဖွဲ့ကသူတို့နဲ့တပါးတယ်ပဲအဲ့ကားတဲ့ကကောင်လေးနဲ့မကိုလုံးသီးကျွတ်ကလေးလေးရောပါတယ်တွေ့တယ်ဆက်ချင်းသူတို့အဖွဲ့တွေအမားကြီးအဲ့ဒီအဖွဲ့အဲ့ဒီမိန်းမပဲအဲ့ဒီမိန်းမခေါင်းဆောင်ပဲအဲ့ဒီမိန်းမခေါင်းဆောင်ပဲစမ်းကြောင်းမှာပတ်ခိုးနေရပါလို့ဒီဘက်စမ်းကြောင်းမေ့သွားရင်ဟိုဘက်စမ်းကြောင်းသွားတယ်ဟိုဘက်စမ်းကြောင်းမေ့သွားရင်ဒီဘက်စမ်းကြောင်းပေါ်လာတဲ့ဒါလေးစမ်းကြောင်းမှာရှိတဲ့တက်ဆိုင်ရာလူချင်းမင်းတွေလည်းဒီအဖွဲ့ကိုအေးအေးယူပေးပါလို့ပြောချင်ပါတယ်
တော်တော်များများလဲပါတယ်ပေါ့နော်အခုဆိုရင်ကားကိုဖောက်ပြီးခိုးတဲ့လူရအမှထွက်လာပြီးသူလိုချင်တာတွေယူသွားပြီးအထက်မှာပတ်စံနေလဲယူသွားတယ်လို့ကြားတယ်ပတ်စံဆိုတာဟိုဘယ်လောက်တော့မများဘူး2သိန်းလောက်တော့ရှိမယ်ထင်တယ်အဲ့ဒါတွေပါသွားတယ်လို့ကြားပါတယ်အမှမနေ့က29ရက်နေ့8လပိုင်းမနက်ခင်း2:53ဝန်းကျင်လောက်ကခိုးတဲ့တခိုးစမ်းကြောင်းအဖွဲ့ပါ